မိုးရင်းညဤအေးဆက်ဆူဆုံမှုသည်ရှမ်းရိုးမှအစုံရှိဟောင်းနှွမ်းနေသောတစ်သားအိမ်ကြီးအတွင်းသို့တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်နေသည်မောင်ထွန်းတယောက်တည်းဧခန်းအလယ်တွင်ထိုင်နေတော့လဲပတ်ဝန်းကျင်ကသူ့ကိုဝိုင်းအောင်ကြည့်နေတဲ့ကဲ့သို့ခံစားနေရသည်အိမ်ပြင်ဘက်တွင်တရွက်ချင်းပို့တိုက်တန်ကတခါတရံကက်ကြီးဖြင့်အဝတ်ကိုဖျက်နေတဲ့ကဲ့သို့ရှက်နှင့်ထွက်ပေါ်နေသည်အိမ်ထဲတွင်မူလုံးဝအုပ်တုံတိတ်ဆိတ်မနေပဲရှေးဟောင်းနာဤကြီးတောက်ညီတန်ကစက္ကန့်တိုင်းကိုတန်ချောင်းဖြင့်ထုနေတဲ့ကဲ့သို့သူ့အုံနောက်ကိုနှိပ်စက်နေသည်သူ့ရင်ထဲတွင်ကြောက်စိတ်ထက်ပိုလေးလံသောခံစားချက်တစ်ခုရှိသည်လွန်ခဲ့သော9ရက်ကကွယ်လွန်သွားသောဇနီးဖြစ်သူ၏အခန်းစီမှတစုံတစ်ခုသောအတန်ကိုသူစောင့်မျှော်နေမိခြင်းဖြစ်သည်မိကွက်အလင်းရောင်သည်တုံရီနေပြီးနေရန်ပေါ်ရှိသူ့ရိတ်ကလည်းဘေးပညာတို့ကိုရိုင်ထိုးနေသည်ရုတ်တရက်အိမ်ပေါ်ထက်မှဖုံးကနဲ့အတန်တစ်ခုထွက်လာသည်တစုံတစ်ယောက်ကလေးလံသောအထုပ်ကြီးတစ်ထုပ်ကိုကျမ်းပြင်ပေါ်ပစ်ချလိုက်သည့်အလားမောင်ထွန်း၏အသက်ရှူတမ်းများမြန်လာပြီးလက်ဖွားများတွင်ချွေးစေးများထွက်လာသည်သူသည်အာယူကလှေကားထင်များစီသို့တဖြည်းဖြည်းလျှောက်သွားသည်ခြေလမ်းတိုင်းတွင်တစ်သားကြံခင်းကကျွီနှင့်ငိုညင်းနေပြီးအမောင်ထုကသူ့ကိုမျိုးကျိတ်ရန်ဟန်နေသည့်ပါဇက်ကြီးတစ်ဖွဲဖြစ်နေသည်အပေါ်ထက်စင်ကြံလန်းသို့ရောက်သောအခါလေထုကပို၍အေးဆက်လာပြီးနန္ဒာဖြူနံတင်းတင်းကနှာခေါင်းလဲတိုးဝင်လာသည်ထိုအနံ့သည်သူ၏ဇနီးနောက်ဆုံးအချိန်ကလိမ့်ကျန်ထားသောအနံ့ဖြစ်သည်မိငယ်မင်းလားဟူသူတိုးလေးခေါ်လိုက်တော့လေသူ၏ကိုပိုင်တန်ကပင်သူ့ကိုပြန်လဲချောက်လန့်နေသည်အခန်းတကားဝတွင်ရက်လိုက်ချိန်၌အခန်းထဲမှခစ်ဟူသောကလေးငယ်တယောက်၏ရေတန်လိုမိန်းမတယောက်၏ရှိုက်တန်လိုအတန်ကိုကြားလိုက်ရသည်တကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်ရာခန်းထဲတွင်ဘသူမှမရှိသို့သောကတင်ချီရင်ရှိမှန်တင်ခုံရှိတွင်ဇနီးဖြစ်သူ3လေးရှိသောဘီကလေးကလေထဲတွင်ဝဲနေတဲ့ကဲ့သို့တုန်ခါနေသည်မောင်ထွန်း၏စိတ်ထဲတွင်ဒါဟာစိတ်ချောက်ချတာပဲဖြစ်ရမယ်ဟုကိုအတင်းအကျပ်ယုံကြည်ခိုင်းနေတော့လဲသူ၏ခြေထောက်များကအေးခဲနေပြီဖြစ်သည်ရုတ်တရက်မှန်ထဲသို့သူကြည့်မိသွားသည်မှန်ထဲတွင်မြင်နေရသည်မှာသူတယောက်တည်းမဟုတ်သူ့နောက်ကျောဘက်အမောင်ထဲတွင်ဖြူဖြော်ပြီးရှည်လျားသောလက်ချောင်းကြီးများကသူ့ပကုံးပေါ်သို့တဖြည်းဖြည်းတက်လာနေသည်သူနောက်လဲကြည့်လိုက်တော့လဲဘာမှမရှိဒါပေမဲ့သူ့ပကုံးပေါ်တွင်တော့တကယ်အသားချင်းထိတွေ့မိတကယ်သို့အေးဆက်ဆက်အထိတွေ့ကိုခံစားလိုက်ရသည်ထိုလက်ချောင်းများကသူ့လက်ပင်ကိုတဖြည်းဖြည်းရစ်ပတ်လာသည်ရှင်ကကျမကိုတေအောင်တက်ခဲ့တာလေမိနေပြီလားခုကွဲအပ်နေသောအတန်တတန်ကသူ့နာရွက်နာတွင်ကပ်ပြောလိုက်သည်မောင်ထွန်း၏မျက်လုံးများပြူးကျလာပြီးလွန်ခဲ့သော9ရက်ကဖြစ်ရမှန်များကရုပ်ရှင်ပြတတ်ခဲ့သူအုံနောက်ထဲရောက်လာသည့်ဇနီးဖြစ်သူ၏ဟင်းကားထဲသို့သူကိုယ်တိုင်အစိတ်ခတ်ခဲ့သည့်ပုံရိပ်များသူ၏စိတ်ကွယ်ရာမှပုံကွယ်နေသောစိတ်ပိုင်းဆိုင်ရာခြောက်လန့်မှု psychological guilt နှင့်နာကြီးနေသောဝိညာဉ်၏အညိုးတို့ပေါင်းဆက်သွားသည်သူအော်ဟစ်ရန်ကြိုးစားတော်လဲအတန်ကလဲချောင်းထဲတွင်တနေသည်အမောင်ထုထဲကအင်အားစုတစ်ခုကသူ့ကိုမှန်ထဲသို့ဆွဲသွင်းနေတဲ့ကဲ့သို့ခံစားလိုက်ရပြီးနောက်ဆုံးမြင်လိုက်ရသည်မှာမှန်ထဲတွင်ပြုံးနေသောဇနီးဖြစ်သူ၏မျက်နှာနှင့်ကြောက်လန့်တကြားအသက်ငင်နေသောသူ၏ကိုယ်ပိုင်မျက်နှာတို့ထပ်တူကျသွားခြင်းပင်ဖြစ်တော်သည်တအိမ်လုံးပြန်လဲတိတ်ဆိတ်သွားပြီးနာရီကြီးတောက်ညီတန်ကသာအမောင်ထဲတွင်ဆက်လက်ဆိုးမိုးနေလေတော့သည်